မင်္ဂလာပါရှင် easy pan မိပါဒီနေ့မှာတော့မိကအိမ်မှာဝတ်သားရယ်ပြီးတော့ဂျာဆန်ကြော်လေးကိုတုပ်စားပါတယ်ဝတ်သားနဲ့ဂျာဆန်ကြော်လေးကိုတုပ်ဖို့အတွက်ပထမဆုံးမိကဒီမှာဝတ်သုံးတက်သားနဲ့အိမ်မှာအသေးလေးရှိရနဲ့အသေးလေးနဲ့ပေါ့နော်ဝတ်အသေးလေးနဲ့နှစ်ခုကိုမိကအရသာလေးနှက်ပါမယ်ပထမဆုံးမိတို့ချင်းမှုန်လေးနဲ့ငင်ထည့်ပါတယ်ပြီးရင်ခရူးစီလေးနဲ့ငင်ထည့်ပါတယ်ပဲငပြားရဲ့အကြီးလေးနဲ့ငင်လေးထည့်လိုက်ပါတယ်ပြီးရင်ပဲငပြားရဲ့အနောက်ပြီးတော့ရင်စားလေးအနှဲငယ်ပြီးရင်တခြားလေးထည့်ပါတယ်ပြီးတော့ရင်ချက်သွန်ပြူမှုန်လေးနဲ့ငယ်လေးထည့်ပြီးတော့မိတို့တေချာလေးအရသာဝင်သွားအောင်လို့တေချာလေးနှဲပါမယ်နေပြီးသွားပြီဆိုလို့ရှိရင်မိတို့ကအရသာဝင်အောင်လို့ပေါ့နော်နာရီဝက်လောက်ခဏနှက်ထားလိုက်ပါမယ်ကြာစံကြော်ဖို့အတွက်မိကအသီးရွက်လေးပြင်ဆင်ပါမယ်မိကဒီမှာပဲသီးလေးထည့်ထားပါတယ်ပဲသီးလေးတွေကိုမိအနေတော်လေးလှီးထားတယ်ပေါ့နော်ပြီးသွားရင်မုံလာဥနီလေးတွေကိုလည်းမိကချောင်းချောင်းလေးဖြစ်အောင်လို့လှီးထားပါတယ်မုံလာဥနီတစ်လုံးထည့်ထားတယ်ပေါ့နော်ကြာစံကြော်ဆိုတော့လေကော်ပီလေးရလည်းမပါမဖြစ်ပေါ့နော်မိကော်ပီလေးကိုလည်းနည်းနည်းမသိမကြီးလေးလှီးထားပါတယ်ပြီးတော့ခုနအရသာနှဲထားတဲ့ဝတ်သားလေးတွေကိုရေလေးမြုပ်အောင်လောက်ထည့်ပြီးတော့မိတို့မိအေးလေးနဲ့ပြုတ်ထားပါမယ်ကြော်မဲ့ကြာစံလေးတွေကိုမိတို့ရေလေးစိမ်ထားပါတယ်မိကတော့ဒီမှာကြာစံကိုတစ်ထုပ်ခွဲလောက်တုံထားပါတယ်ဒါလေးကိုရေလေးမြုပ်အောင်လို့စိမ်ထားပေးပါမယ်ပြီးရင်မိတို့အချင်းလေးဆက်ပါမယ်ကြက်သွန်ပြူနဲ့ငရုတ်သီးစိမ့်လေးကိုမိတို့တေချာလေးညှက်အောင်လို့ထောင်းလိုက်ပါမယ်ကြက်သွန်ပြူနဲ့ငရုတ်စိမ့်လေးနဲ့ညှက်သွားပြီဆိုရင်ပကံလေးတစ်ခုတည်းကိုထည့်ပြီးသွားတော့မိတို့အချင်းအတွက်မကြီးရထည့်ပါမယ်မကြီးယူတော့မိကဒီ ready made မကြီး sauce လေးပဲသုံးထားပါတယ်ဒါလေးကိုမိက၄စွန်းလောက်ထည့်လိုက်ပါတယ်ပြီးတော့မိကငါးငပြားလေးထည့်ပါမယ်ငပြားယူတော့မိကတစ်စုံပဲထည့်ထားပါတယ်ပြီးရင်ငရုတ်စီအတွက်ဒီချက်ဖတ် sauce လေးကိုဒီစွန်းလေးနဲ့မိတို့၃စွန်းလောက်ထည့်ပါတယ်ပြီးရင်တော့ဒီမှာမိကတကြားပဲထည့်ထားပါတယ်တကြားကိုစွန်းတစ်ဝက်လောက်ထည့်လိုက်ပါတယ်ပြီးရင်ရေနွေးလေးအနည်းငယ်ထည့်ပါတယ်ဒါလေးကိုတေချာလေးနှံ့သွားအောင်မှွေပြီးသွားလို့ရှိရင်မိတို့ microwave ထဲမှာ2မိနစ်လောက်ထားလိုက်ပါမယ်ဒါဆိုရင်မိတို့ရဲ့အချင်းဆက်တဲ့ကိစ္စလေးကပြီးသွားပါပြီဝတ်သားလေးပြုတ်ထားလဲနူးသွားပြီဆိုတော့မိကဝတ်သားပြုတ်လေးကိုဆယ်ပြီးတော့အေးခံထားပါတယ်အခုကြာစံကြော်ဖို့အတွက်အိုးထဲကိုစီထည့်ပါတယ်ပြီးရင်ကြက်သွန်နီပပလှီထားလေးကိုထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်မေတို့ကြက်သွန်နီလေးကြက်ပြီးဆိုရင်မုံလာဥလေးကိုအရင်ထည့်ကြော်ပါမယ်မုံလာဥကနည်းနည်းလေးမှားလို့ပါမုံလာဥလေးနည်းနည်းနူးပြီးဆိုတော့မှမေတို့ကပဲသီးလေးထည့်ပါမယ်ပဲသီးလေးခဏလောက်မှွေထားပြီးမေတို့နောက်ဆုံးမှာကော်ဖီထည့်ပါမယ်ကော်ဖီကိုထည့်ပြီးသွားတဲ့အချိန်မှာမေတို့ကအရသာလေးတစ်ခါတည်းထည့်မယ်ပေါ့နော်ကော်ဖီတဲကိုအရသာအတွက်ပဲငပြားရဲ့အကြည်လေးအနှဲငယ်ထည့်မယ်ပဲငပြားရဲ့အနောက်လေးအနှဲငယ်ထည့်ပါမယ်ပြီးသွားရင်တကြားအနှဲငယ်ပြီးရင်စားလေးအနှဲငယ်လေးထည့်ပါမယ်ကော်ဖီလေးနုံပြီးတော့အသီးရွက်လေးဣသွားအောင်လို့မျိုးခဏလောက်ကြော်ပေးပါမယ်အသီးရွက်လေးဣသွားပြီဆိုလို့ရှိရင်မေတို့ကခုနရေစိမ်ပြီးတော့ထားတဲ့ကြာစံလေးကိုပေါ့နော်ရေသေးချာစစ်ပြီးတော့ထည့်ပါမယ်ဒီမှာမေရကဝတ်သားပြုတ်ထားတဲ့ဝတ်သားပြုတ်ကြီးကိုပကံလုံးတစ်လုံးစာလောက်ထည့်လိုက်ပါတယ်ပြီးရင်အရသာအတွက်ပဲငပြားရဲ့အကြီးလေးပဲငပြားရဲ့အနောက်လေးအနှဲငယ်နဲ့ပြီးရင်အသားမှုန့်လေးအနှဲငယ်လောက်ထည့်လိုက်ပါတယ်မီအေးလေးနဲ့အပေါ်အောက်တိချာလေးကြော်ပေးပြီးတော့ကြက်သွားပြီဆိုလို့ရှိရင်မိတို့ကဣသွားအောင်လို့ဖုံးလေးခဏဖုံးပြီးနှက်ထားလိုက်ပါမယ်ဒါဆိုမိတို့ဟင်းချိုလေးချက်ပါမယ်ဟင်းချိုအတွက်ကခုနကဝတ်သားပြုတ်ရည်ထဲမှာမိတို့ကမုံလာဥအတုံးလေးထည့်လိုက်ပါတယ်ပြီးရင်ခဏလောက်စူအောင်ပြန်တည်ထားလိုက်မယ်ပေါ့နော်ဒီလိုတည်ထားတော့မှမိတို့ဝတ်သားလေးတွေကိုလှီးပါမယ်
ဝတ်သားကိုမေကကြာစံထဲမှာလည်းထည့်တုပ်စားမှာဖြစ်ပြီးတော့ဒီတိုင်းအပြင်မှာဝတ်သားတို့ထိုးလိုမျိုးအချင်းနဲ့လည်းတုပ်စားမှာပါဟင်းလေးရဆူလာပြီဆိုလို့ရှိရင်မေကမုံညင်းစိမ့်လေးနည်းငယ်လေးခတ်လိုက်ပါတယ်မုံညင်းစိမ့်လေးနည်းငယ်ခတ်ပြီးတော့ဒီလိုမျိုးဆူလာပြီဆိုမေတို့ရဲ့ဟင်းချိုလေးလည်းရသွားပါပြီဒါဆိုရင်ဒီလိုမျိုးအရသာရှိရဲ့ဆိုင်မှာစားရတယ်လို့အရသာမျိုးရတယ်ဝတ်သားနဲ့ကြာစံကြော်တုတ်လေးကိုစားလို့ရပါပြီမင်းနဲ့တူတူအားလုံးပဲလိုက်ချက်စားကြည့်ပါအောင်နော်ဆုံးထိကြည့်ပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ရှင်